အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုကဟိမှာဒီနေ့ကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ idea တစ်ခုကနေ application တစ်ခုတည်ဆောက်ပြီးတော့အဲ့ဒီ app ကနေပြီးတော့ကိုယ့်ရဲ့ business တစ်ခုဖြစ် run နေတယ်ဆိုတဲ့သူတွေအတွက်အကြံပြုပေးချင်ပါတယ်ပထမဦးဆုံးကိုယ့်ရဲ့ application ကိုဒီ business တစ်ခုဖြစ်တည်ဆောက်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီ application ကဘယ်သူတွေအတွက်ရည်ရွယ်တာလဲပေါ့နော်ကလေးလားလူကြီးလားလူငယ်လားဆိုရဲဒီ target user ရှိရပါမယ်ကျွန်တော်တို့ကအကုန်လုံးအတွက်လုပ်မယ်ဆိုရင်ဒီ application ရဲ့ risk ကကြီးတော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအကုန်လုံးသုံးဖို့ဆိုတာကပထမဦးဆုံးအနေနဲ့မလွယ်ကူပါဘူးနောက်တစ်ခုအနေနဲ့ကကျတော့ဒီ application ကဒီပြဿနာတစ်ခုနဲ့ချိတ်ဆက်ထားတာပေါ့နော်ဘယ်လိုပြဿနာမျိုးကိုဒီ application ကနေပြီးတော့ပြည်လဲတာလဲ application တစ်ခုတည်ဆောက်ထားပြီးတော့ကျွန်တော်တို့ကဒီပြဿနာတစ်ခုကိုပြည်လဲတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့က application ကိုသုံးမှာမဟုတ်ပါဘူးနောက်တစ်ခုရေးကြည့်ရကြကျွန်တော်တို့ဒီ application မှာပါဝင်တဲ့ feature ဖြစ်ပါတယ်application မှာ feature တွေစုံလင်အောင်ထည့်မယ်ဆိုရင်ဒါကဒီ user တွေအတွက် feature အဓိကလိုအပ်လဲဆိုတာကိုကျွန်တော်တို့သိမှာမဟုတ်ပါဘူးဒီကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာပါလဲဆိုတော့ application မှာ feature တွေအစုံပါဝင်ခြင်းပါတယ်ပါဝင်ခြင်းတဲ့အခါကျတော့ကျွန်တော်တို့ပါလဲဆိုအဲ့ဒီ feature တွေကိုကျွန်တော်တို့ကဒီ develop လုပ်ရင်းနဲ့အရန်ကိုအချိန်ကြာသွားပြီးတော့ဒီ error တွေပြင်ဆင်ရင်းနဲ့ပဲ application ပေါ်မှာကျွန်တော်တို့စိတ်ကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီခါမျိုးမှာဆိုရင်ကျွန်တော်တို့က feature ကိုမများဘဲနဲ့အဓိကကိုယ့်ရဲ့ application ရဲ့အားသာတဲ့ feature ဒီအနည်းငယ်ကိုပဲကျွန်တော်တို့ကပြသင့်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ application ရဲ့ design မှာapplication ရဲ့ UI UX ပေါ့နော်ဒီ UI UX ဆိုရင်ဘယ်လိုသတ်မှတ်ရမလဲဆိုရင်ကျွန်တော်တို့က user ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြောပြစရာမလိုဘဲနဲ့ user ကသူ့ဘာသူနားလည်နေတဲ့ UI မျိုးဖြစ်ဖို့လိုအပ်ပါတယ်ပုံမှန်လေးပြောရရင်တော့ကျွန်တော်တို့ကဒီပေါ့နော်ဒီရှုပ်ခွေးနေတဲ့ UI တွေမဟုတ်ဘဲနဲ့user ကိုယ်တိုင်က download လုပ်လိုက်တယ် install လုပ်လိုက်တယ် install လုပ်ပြီးတဲ့အခါကျရင်ဘာကိုနှိပ်လိုက်ရင်ဘာဖြစ်မယ်ဆိုတာကိုတန်းသိစေတဲ့ UI မျိုးကဒီ user ကိုပို့ပြီးတော့ဆွဲဆောင်မှုရှိပါလိမ့်မယ်အဲ့တော့ချုပ်ပုံသုံးပြပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီ application တစ်ခုကဘယ်လိုပြဿနာမျိုးကိုပြည်လဲစေလဲဒီ application ကဘယ်သူတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတာလဲပေါ့နော်အဲ့ဒါမျိုးမှာtarget တိတိကျကျမရှိဘူးဆိုရင်ကျွန်တော်တို့က application တစ်ခုကနေ business တစ်ခုကိုတည်ဆောက်ဖို့ရတာမလွယ်ကူပါဘူးနောက်တစ်ခုကတော့ဒီ application တစ်ခုကိုကျွန်တော်တို့က business တစ်ခုပြ run မယ်ဆိုရင်ကျွန်တော်တို့ကဒီ software ကိုပေါ့နော်ရေးရတဲ့ developer တွေစီကိုအပ်ရတာလေအဲ့ဒီအချိန်မှာကျွန်တော်တို့ကရွေးချယ်မှုကနှစ်ခုရှိပါလိမ့်မယ်အဲ့ဒါဘာလဲဆိုရင်ပထမဦးဆုံးအနေနဲ့ကကျွန်တော်တို့ company တွေကိုအပ်ရပါလိမ့်မယ်company တွေကလည်း company တွေရဲ့အတန်းစားလိုက်ဈေးယူတဲ့နှုန်းကကွာပါလိမ့်မယ်ဘာကြောင့်ကွာလဲဆိုရင်ဒါက company ကြီးလေလေsoftware ရေးကပို့ပြီးတော့များနေလေဖြစ်ပါလိမ့်မယ်အဲ့ဒါကလည်းကျွန်တော်တို့ကပုံမှန်တိုင်းပြောရရင်တော့ဒီ company တွေကပေါ့နော်ခိုင်မာမှုပေါ့ပြီးတော့ဒီ developer တွေအပြောင်းအလဲမှာကျွန်တော်တို့က company အနေနဲ့developer ပြောင်းသွားတယ်ဒီ project ကိုဆက် run နိုင်အောင်သူတို့ကတာဝန်ယူမှုအပြည့်နဲ့လုပ်ပေးတာဖြစ်ပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့ freelance ပေါ့နော်ဒီ freelance ကကြတော့ဘာလဲဆိုရင်ကျွန်တော်တို့ကအပြင်က developer တွေကိုဆက်သွယ်ပြီးတော့ဒီလိုရေးခိုင်းတာပေါ့နော်သူကတော့ဈေးသက်သာတယ်ဟုတ်တယ်ဒါပေမဲ့နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့ကျွန်တော်ဒီ developer တွေနဲ့ဆက်သွယ်လို့မရနိုင်တာမျိုးပေါ့နော်အဲ့ဒါကိုဒီ24 hour ပြင်ဆင်မပေးတာမျိုးတွေပေါ့နော်ဒါမျိုးတွေကြုံရတတ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်ပါလိမ့်မယ်ကိုယ့်ရဲ့ application ကိုတက်ပတ်ထားတဲ့ကို budget ကဘယ်လောက်သုံးမလဲပေါ့နော်အဲ့သုံးထားတဲ့ budget ပေါ်မှာမူတည်ပြီးတော့ကိုက freelance ယုံကြည်ရတဲ့ freelance ပဲသုံးမလားဒါမှမဟုတ် company ကြီးကြီးကိုပဲကျွန်တော်တို့ app လာဆိုတာတော့ကိုယ့်ရဲ့တက်မှတ်ထားတဲ့ budget နဲ့ပဲဆိုင်ပါလိမ့်မယ်အဲ့တော့ဒီ application တစ်ခုကိုကျွန်တော်တို့ business တစ်ခုပြ run မယ်ဆိုရင်အဓိကမဖြစ်မနေထားရမယ် target user ရှိရပါလိမ့်မယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီပြဿနာဘယ်လိုပြဿနာမျိုးကိုယ့်ရဲ့ application ကပြည်လဲစေနိုင်တာလဲနော်အဲ့ဒါလေးကလည်းအရေးကြီးပါတယ်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ application ရဲ့ features နဲ့ UI မှာfeature တွေအရင်စုံလင်အောင်ထည့်ဖို့မလိုအပ်ပါဘူးအသုံးဝင်မဲ့ feature လောက်ပါပါမယ်နောက်တစ်ခုက UI မှာ UI ကိုဒီတန်းပြီးတော့ကြည့်လိုက်တာနဲ့ဘာနဲ့ဘာဖြစ်မယ်ဆိုတာမျိုးကိုတန်းပြီးဖို့လိုအပ်တဲ့ UI မျိုးလည်းဖြစ်ဖို့လိုအပ်ပါတယ်လို့အကြံပြုပေးပါတယ်ခင်ဗျအဲ့ကျွန်တော်ကိုကဟိန်းပါ